ကြားလာပြီရန်ကုန်မှာဆိုတာကြားနေတာနတ်ပန်းမညှိုးစီနဲ့နတ်ပန်းမညှိုးစီနဲ့ဆိုတာဂိမ်းပန်းမညှိုးစီနဲ့ပါပဲဒီပြင်ဖရာကတော့မတော်တဆပေါ့လေညှိုးနေတယ်ရှိပါသေးဘာလို့လဲဖရာကလာပြီးတော့ဖရာမဆူးဘူးဒီဝိဇ္ဇာတို့ဂိမ်းတွေကသူတို့မကျေနပ်လို့ရှိရင်ချက်ချင်းမတော်မတရားလုပ်ချင်လုပ်တာဒါတော့ဝိဇ္ဇာတို့ဂိမ်းတို့ကိုတော့ပန်းမညှိုးစီနဲ့ဖရာကညှိုးနေညှိုးလို့စီလာနေပြီလေလာနေပြီရန်ကုန်မှာကြာလာပြီနောက်တစ်နေ့ကသာသနာအင်မတန်လေးစားတယ်လို့ဆိုတာတောင်မှတဖြည်းဖြည်းရောက်လာပြီလေဒီဝိဇ္ဇာတို့ဘာလို့လဲဘုန်းကြီးကပြောတယ်မဟုတ်ဘူးမြတ်စွာဘုရားလက်ထက်တော်တို့ကအနာရဝိတ္ထေဆုံးလာတယ်ဆုံးတာပဲဘုရားဘာမှမတတ်နိုင်ပါဘူးဝိသကာရဲ့ဤကလေးဆုံးလာတယ်ဆုံးတာပဲဘုရားဘာမှမတတ်နိုင်ပါဘူးဗမိတာရမင်းကြီးဓာတ်ပွဲခံရပါတယ်ခံရတာပဲဘုရားဘာမှမတတ်နိုင်ပါဘူးသူကံနဲ့သူ့အကြောင်းနဲ့သူလာလို့ရှိရင်မတတ်နိုင်ပါဘူးဘုရားမတတ်နိုင်တာကိုနတ်တတ်နိုင်မလဲလားဝိဇ္ဇာတတ်နိုင်မလဲလားဟုတ်တယ်တချို့ကဒီအတူသဘောလေးတွေရှိပါတယ်တတ်နိုင်တယ်နည်းအဲ့ဒါတကယ်ဘေးရန်မဟုတ်တဲ့နေရာမှာတတ်နိုင်ပါတယ်ဘုန်းကြီးလည်းသိပါတယ်ဘုန်းကြီးတို့ကြောင်းကိုလည်းပဲလေးစားကြပါတယ်ဂိုင်းတွေကလည်းလေးစားကြပါတယ်ဝိဇ္ဇာတွေကလည်းလေးစားကြပါတယ်ဒီကြောင့်ကိုတခါတော့ကဝိဇ္ဇာတို့ဂိုင်းတို့ဆိုင်ရာကသူတို့ဆိုင်ရာကလည်းဒီဘုန်းကြီးကလည်းဘယ်လိုဘာညာပြောတော့သူတို့တကားတွေကနေပါဦးဆရာတော်ဥစ္စမကဂိုင်းနဲ့မဝင်ဘူးလားလို့ပြောကြပါတယ်တဲ့ဒါဘုန်းကြီးစီရောက်လာတော့ဒီစကားကဘုန်းကြီးကဂိုင်းနဲ့ဝင်ဖို့မလို့ဘူးဘုန်းကြီးကဘုရားသာသနာကိုပြီးအလုပ်လုပ်နေတာဂိုင်းကဘုန်းကြီးအလုပ်ကိုကျင့်တတ်လို့ရှိရင်ဝိဇ္ဇာကဘုန်းကြီးအလုပ်ကိုကျင့်တတ်လို့ရှိရင်ကူပါမကူခြင်းလည်းနေပါလေမကူခြင်းလည်းနေပါကူခြင်းလည်းဆိုလို့ရှိရင်လာကူပါဘုန်းကြီးကဝင်လို့မလို့ပါဘူးထိုဂိုင်းနဲ့ဘုန်းကြီးဝင်လိုက်ဒီဂိုင်းနဲ့ဘုန်းကြီးဝင်လိုက်နဲ့ဥစ္စာကမကြည့်ပါပဲနေပါမလားသူကဂိုင်းဘုန်းကြီးပြီးရောဘုန်းကြီးသာသနာကြီးအကုန်လုံးပြီးတော့တာပဲသိလားဥစ္စာကမကြည့်ပါပဲနေပါမလားဆန်လို့ဘာလို့မရပဲနေပါဂိုင်းဘုန်းကြီးသူကဂိုင်းနဲ့သူကဘုတ်ဝယ်ထားတာဂိုင်းဘုတ်ဝယ်ထားတာဥစ္စာကငါးပါးတိလာမြဲရတယ်ဂိုင်းဘုတ်ဒုက္ခကြီးသွားတော့မှဘုန်းကြီးသာသနာကြီးသွားတော့မှအဲ့ဒါကြောင့်ဘယ်ဂိုင်းမှဘုန်းကြီးကဝင်ဖို့မလိုပါဘူးဘုန်းကြီးရဲ့အလုပ်ကိုကျင့်တတ်လို့ရှိရင်နတ်များကဝိဇ္ဇာများကဂိုင်းများကဘုန်းကြီးအလုပ်ကိုတော့အားပေးခြင်းပေးကြပေါ့အားပေးကြပေါ့မပေးခြင်းဘူးဆိုလည်းမပေးနဲ့ပေါ့ဘုန်းကြီးလမ်းနဲ့ဘုန်းကြီးသွားမှာပါလို့အဲ့လိုပြောထားရတယ်ဒါကြောင့်ဘုန်းကြီးကျောင်းတိုင်းမှာရောက်လာလို့ရှိရင်လည်းဘုန်းကြီးကမဟုတ်ဘူးနော်အကုသိုလ်တွေအလှဒါနလုပ်တဲ့အခါမှာအကုသိုလ်တွေနောက်ကများတော့တယ်ဒီအကုသိုလ်တွေကအပယ်ချတာမဟုတ်ပါဘူးအကျိုးမရတာပါအပယ်တော့မချပါဘူးအကျိုးတော့မရဘူးကုန်တော့အကျိုးမရဘူးတောင်းကျောင်းတွေဆောက်ကြတယ်ဘုန်းကြီးတွေကိုးကွယ်ကြတယ်ဘယ်ဘုန်းကြီးဘယ်လောက်ထူခဲ့တယ်သွားရောလှူစီဘယ်နှထောင်ထူခဲ့တယ်လှူသွားရောမင်းဟာမဟုတ်ပါဘူးတင်တော့ဟာရေတဲ့ချလိုက်တာနဲ့အတူတူပါပဲဘာလို့လဲဒီဗုဒ္ဓမြတ်စွာကိုတော်တိုင်တောင်မှဒီအလှခံငါနေ့မှာဒိဋ္ဌဓမ္မအကျိုးရမယ်အခန့်ပြတော့စိတ်တော်တွေကိုပြန်ပြီးတော့ထပ်စင်ကြယ်အောင်ပေါ့လေစင်ကြယ်ပြီးသားထဲမှာတမန်တော်ဝင်စားတော့ဖြစ်ရသေးတယ်ဒီလိုဘုန်းကြီးတွေကဘာမှမရှိဘူးအဲ့ဒီຢာတွေကိုဒီလိုထူးခြားတန်းကြတာတော့မဖြစ်ဆိုဖြစ်တော့ဟုတ်ပါရဲ့ဒါပြင်အကျိုးရဖို့ဆိုတာကတော့ပြင်အမတန်ကြီးကိုဝေးပါသေးတယ်အရှင်ဘုရားဒီတရိစ္ဆာန်ထူတာတောင်မှစာကရှိတယ်ကိုတရိစ္ဆာန်ထူတာတောင်မှဒီတတယူတာအစတရားအကျိုးပေးတယ်လို့ဆိုပါတယ်ဟုတ်တယ်တရိစ္ဆာန်ထူတဲ့အလှကခွေးကလေးငတ်နေတယ်ခွေးလေးငတ်နေရှာကဲလုတ်ပေါင်းတို့စားဖို့တောက်ဖို့တဲ့ကဖြစ်တယ်လာခွေးလေးတဲ့ကျွေးလို့ခွေးကလေးကအမိကလေးတနန်းနဲ့ပြုံးလို့စားရတောက်ရှာတယ်ဝန်းတာလို့ဒီကကြည့်နေတာဝန်းတာလို့အဲ့ဒီအလှမျိုးကိုဒီကသမင်းတပွဲလောက်ကဟိုမှာအဆက်တရားအကျိုးပေးတယ်အဲ့ဒီအဆက်တရားအကျိုးပေးတယ်ဘာလို့ခွေးကလေးကိုတနာတဲ့ကရုဏာနဲ့ခွေးကလေးကိုစားပါစေဆိုတဲ့မေတ္တာနဲ့ကုသိုလ်စိတ်နဲ့ကြည်ပြီးတော့ဒီအလှပေးနေတာအဲ့ဒါအဆက်တရားအကျိုးပေးပါတယ်ယခုလူတွေကိုဖိတ်ပြီးတော့ဒီရှေ့ကဒီစရာလေးနဲ့တီးလို့ကလို့ဖုံးလို့နောက်ကတကယ်ဘာမှညာမှုဆိုတဲ့ဥစ္စာတွေစားလို့သူတို့ကပွဲလမ်းမင်းတွေကြည့်လို့တရားလည်းဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆိုတဲ့လောကကလေးတွေနဲ့ကဲဘယ်နဲ့ကုသိုလ်ပဲမလဲခွ
ခွေးကလေးကိုကျွေးနေတာကကုသိုလ်မှာသိကြီးကျယ်သိကြီးကျယ်သူကုသိုလ်ပဲလေအကယ်၍ကုသိုလ်ဖြစ်လို့ရှိရင်တော့ဟုတ်တယ်အဆတ်တရားမကအကျိုးပေးမယ်ယခုကုသိုလ်ဖြစ်ကြရဲ့လားလို့အဲ့ဒါတွေထားအောင်ပြီးတော့ဘုန်းကြီးပြောတဲ့ဥစ္စာများတယ်သိနားထောင်ဖို့ကောင်းတယ်ဖရာဘွယ်ကြောင်းဘွယ်တွေတနေ့ပြင်းဖို့တဲကောင်းတယ်ရှင်ပြုဘွယ်တွေတနေ့ပြင်းဖို့ကောင်းတယ်ပိုက်ဆံကဂုံပြီးတော့အကျိုးရနေတုံးလို့ဘုန်းကြီးပြန်နေတနေ့လုံးလုံးတင်လိုက်ဖို့ကောင်းတယ်ဒီတခုထပ်ပြီးတော့ပြောရအောင်မယ်ဒီဗုဒ္ဓမြတ်စွာပွင့်တော်မူတဲ့အိန္ဒိယနိုင်ငံမှာကျောင်းကြီးကကြီးတော့မကြီးကျယ်ဘူးမပေါ်ဘူးအဲ့ဒီကရွှေ့ပြောင်းပြီးတော့လာတဲ့ဒီဝကျုံမှာယခုအထိကြည့်ဒီဝကျုံပြတ်မသွားဘူးဘာသာရေးယခုအထိကြည့်ဆုတ်လာပြီဒီဝကျုံလည်းဆုတ်လာပြီဘုန်းကြီးတွေအချိုးမကြလို့ဆုတ်လာခဲ့ပြီကျောင်းကြီးတွေဘယ်တော့ကြီးကြီးကျယ်ကျယ်ရှိတယ်သိမရှိဘူးဘာလို့လဲဒါနကဒီမှမှအတန်ကြီးကျယ်တာဒီနိုင်ငံကဒါနတော့မကြီးကျယ်ပါဘူးဘာဖြစ်လို့ဒီနိုင်ငံကဒါနကြီးကျယ်ရတဲ့တုံးလို့ဆိုတော့ဒီရှင်အရဟံလို့ရောက်တဲ့အခါကစပြီးတော့တရားဟောလို့လွယ်တာကဒါနကလွယ်တယ်လွယ်တော့လူတွေကလည်းကျွေးမရှိသူများဥစ္စာတွေမရှိကောင်းကောင်းလဲလဲဆိုတော့ဟိုပကံခက်ကစပြီးတော့ဖရားတွေတဲလို့လူကြတန်းကြတချို့ကပြောတယ်ဟိုပကံခက်ကဖရားတဲမှာပေါ့ဣဇာကောနာတို့ကရွှေရင်းငွေတွေသိဖြစ်တာအိုးဣဇာကောနာဟိုတုန်းကရွှေရင်းငွေတွေဖြစ်တာထားဟောတောင်မြုပ်ဒီဖုံးတော်ကြီးတစ်ပါးကရွှေရင်ငွေတွေဖြစ်ပြီးတော့တောင်မြုပ်ကလူတွေအိမ်ထဲမှာရွှေရုံးငွေရုံးတွေပေးထားလိုက်စမ်းဒီဖျားတယ်လို့ဖြစ်မလားလို့ကြောက်ဆောက်လို့ဖြစ်မလားလို့ဟဲ့ငါဖျားတယ်လို့အုပ်ကလေးပါလေးတိုက်ပြီးတော့လူအုပ်တိတ်တယ်လို့မှတ်လားကျုပ်ဘုန်းကြီးကပေးထားတယ်ရွှေတုံးကြီးရှိသူလည်းအုပ်မတိုက်ဘူးသူလည်းအုပ်မဖုတ်ဘူးသူလည်းလက်သမားမလုပ်ဘူးရွှေတယ်ဘာလို့လဲရွှေပြည့်မှုတွေဘုန်းကြီးကရွှေတွေပေးထားတာလေရွှေတယ်လက်သမားရှာမရဘူးပယံရှာမရဘူးအုပ်ဖို့မဲ့သူရှာမရဘူးအိမ်ခိုင်းစရာရှာမရဘူးအိမ်ပေါ်မရှိဘူးကိုယ်ဘာသာကိုလုပ်ကြနောက်ဆုံးတော့စဘာလုပ်မဲ့သူမရှိဘူးသူကတောင်းလို့မဟုတ်ဘူးသူရွှေတွေရှိတယ်ငတ်ကြအဲ့တော့တယောက်ကသာရွှေတစ်ချက်လို့ဖြစ်လို့များဝေပြလို့ရှိရင်ငတ်ကိုငတ်ပြီးတော့သိဖို့တည်ကုန်ကြမှာအဲ့ဒါဣစ္ဆာဒေါနာတွေလက်ထက်တုန်းကလည်းမဟုတ်ဘူးဟုတ်လို့ရှိရင်ဒီဖယားတယ်တော့အောင်အုပ်ဖို့မရှိဘူးအဲ့ဒါကြောင့်ခုရွှေငွေတွေဖြစ်လို့ဝေမြပဲလို့ရှိရင်တောင်လူလုံးမဲ့သူမရှိလို့ငတ်ကိုငတ်လိမ့်မယ်စံတတိ၄ကြမကဘူး40လည်းပေးတယ်ဝယ်ရတော့မှာဝယ်လည်းရမှာမဟုတ်တော့ဘူးသေးကိုသေးကြမှာဒါကြောင့်မဟုတ်ပါဘူးလို့ဒါပေမဲ့ဒါနကိုဟောတာများလာတော့ဒါနဥကျလာရောရှင်ဘရင်ဆိုတဲ့ရှင်ဘရင်တွေကလည်းသူကတဲ့မရတွေနဲ့အမှန်ကြီးကြီးကျယ်ကျယ်နဲ့တဲ့နန်းတောင်နန်းမြောက်နန်းနဲ့အရှိနန်းနဲ့အလယ်နန်းနေနဲ့ရှုပ်နေတဲ့ရှင်ဘရင်တွေအဲ့ဒီရှင်ဘရင်တွေကဘာလို့ရှင်လဲရှင်ဘရင်ပြန်ဖြစ်ခြင်းလေရှင်ဘရင်ပြန်ဖြစ်ခြင်းတော့သူကကြောင်းကြီးတွေဆောက်နန်းတော်ကြီးလိုကြောင်းကြီးတွေဆောက်မိဖုရားတွေကလည်းနန်းတော်ကြီးတွေလိုကြောင်းကြီးတွေဆောက်သူတို့ဘာဖြစ်ခြင်းလို့နိဗ္ဗာန်မလိုချင်ပါဘူးရှင်ဘရင်ပြန်ဖြစ်ခြင်းတာမူကြီးမကြီးတွေကသူတို့ကလည်းမူကြီးမကြီးတွေပြန်ဖြစ်ခြင်းတော့သူတို့ကလည်းကြောင်းကြီးတွေဆောက်နန်းတော်ကြီးတစ်ပြကြောင်းကြီးတွေဆောက်ဒီဗမာနိုင်ငံမှာတလို့ဥကျလာတယ်နောက်တော့ရှင်ဘရင်ကဒီသားတော်ရှင်ပြုတယ်လို့ဆိုတော့ခမန္နာနာနဲ့မင်းမြောက်ဒဇာရီသားတွေနဲ့နောက်တော့အမတ်ကြီးတွေကလည်းသူတို့သားကြတော့ဟုတ်မဟုတ်မင်းမြောက်ဒဇာရီသားတွေနဲ့နောက်တော့ရက်သူရွာသားတွေကလည်းဟုတ်မဟုတ်အမတ်ကြီးအကြောင်းပြုပြီးတော့သူတို့သားချူတာပါလေးကိုမင်းမြောက်ဒဇာရီပါလေးဆင်းဒီလိုနဲ့လာပြီးတော့ဥကျုပ်ပုံညာတာဥကျုပ်ပုံညာတာဘုန်းကြီးကသိပါရဲ့ကုသိုလ်တော်မောကုသိုလ်တရားပေါက်စကလေးကအကုသလဓမ္မတာအကုသိုလ်တရားအကြီးကြီးအများကြီးဟာဥပါနေတရားပစ္စယေနာပကတုပါနေတရားပစ္စယတတ္တိပင်ပစ္စယောကျေစုယူသည်ဟောဒီဖြစ်လို့အဲ့လိုဖြစ်လို့ဘဝတန္တရာအကျိုးရလို့ရှိရင်ဟုတ်ပါရဲ့ကုသိုလ်မှမဟုတ်ဘဲနဲ့အကုသိုလ်ကဘယ်တော့မှအကျိုးမရပါဘူးအဲ့ဒါကြောင့်ဒီဇောဆိုတဲ့ဥစ္စာကုသိုလ်ဖြစ်ရင်ဖြစ်မဖြစ်အကုသိုလ်ကုသိုလ်ဖြစ်ရင်ဖြစ်မဖြစ်အကုသိုလ်ကုသိုလ်အကုသိုလ်ကုသိုလ်နှစ်မျိုးပဲရှိတယ်ဒီပြင်စိတ်တွေကဘလောက်မှအရာထင်တဲ့စိတ်တွေမဟုတ်ပါဘူးအဲ့တော့မိမိစိတ်ကိုမိမိကြည့်ပြီးတော့ကုသိုလ်လားအကုသိုလ်လားကုသိုလ်လားအကုသိုလ်လားအဲ့လိုဆုံးဖြတ်ပြီးတော့ကုသိုလ်ဖြစ်အောင်ကြိုးစားကြပါဘုန်းကြီးတို့ပဋ္ဌာန်းပစ္စည်းကအင်မတန်တိကျပါတယ်အဲ့ဒီပစ္စည်းကိုအကြောင်းပြုပြီးတဲ့ကလာမိမိတို့လည်းတိကျတဲ့အလုပ်ကိုလုပ်နေအောင်ကြိုးစားရပါမယ်